ငါပါမိတ်ဆွေတို့ဒီနေ့မိတ်ဆွေတို့အတွက်ဝမ်းချင်းနဲ့ရွေးကွက်လက်ဆောင်တင်ပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဝမ်းချင်းရွေးခင်မနီးရထွက်ကနန်းလေးတစ်ချက်လေ့လာကြည့်အောင်မနီးရထွက်ကနန်းခွန်၄ခွန်ဆိုပြီးထွက်ထားပါတယ်နော်ခွန်၄ခွန်ဆိုပြီးထွက်ထားပါတယ်ဒါကြောင့်ကျွန်တော်တို့ခွန်အပိတ်တူတယ်နော်ခွန်၄ခွန်ဒီလိုမျိုးခွန်ပိတ်တူပါတယ်ခွန်ပိတ်တူပိတ်ထွက်လို့ရှိရင်ကျွန်တော်အမြဲပြောနေကြတဲ့အတိုင်းပိတ်တူပိတ်ထိတ်တူထိတ်ဒါမျိုးဖြစ်လို့ရှိရင် formula ရဆိုရင်၄ရော်ရှောက်တစ်လုံးဆင်းပါတယ်เนาะနောက်တစ်ရက်မှာ၄ရော်ရှောက်ဆင်းပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီခွန်ပိတ်တူလို့၄ရော်ရှောက်ရွေးပါမယ်เนาะ၄ရော်ရှောက်ရွေးပါမယ်ဟို line မကောင်းတဲ့မိတ်ဆွေတွေဟို internet အခက်ခဲတဲ့မိတ်ဆွေတို့ကဒီ comment ထဲမှာကြည့်လို့ရတဲ့မိတ်ဆွေတို့ကရေးပေးလိုက်ပါအောင်เนาะဒီနေ့အတွက်၄ရော်ရှောက်ဝမ်ချင်းရွေးပါမယ်เนาะ၄ရှောက်ဝမ်ချင်းရွေးပါမယ်နောက်ထပ်ကျွန်တော်အနေနဲ့ရွေးခွက်ကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီခွန်အပိတ်ပေါ့เนาะမနေ့ညနေ၄ခွန်ဒီလိုခွန်အပိတ်လာလို့ရှိရင်ခွန်ပိတ်ဖြစ်ခဲ့ရင်ဘာလာတတ်လဲဆိုတော့ formula ရပဲเนาะသူလည်းခွန်ပိတ်ဖြစ်ရင်နှစ်ဒါမှမဟုတ်ခွန်တစ်လုံးဆင်းပါတယ် formula ရနှစ်သို့မဟုတ်ခွန်တစ်လုံးဆင်းပါတယ်ဒါဆိုရင်သူတို့နှစ်ခုကိုပေးစားလိုက်မယ်ဆိုရင်ကျွန်တော်တို့ရွေးခွက်ဖြစ်လာဖို့ရှိရเนาะဘာတွေပေးစားမလဲဆိုရင်ကျွန်တော်ဒီပိတ်တူပိတ် formula ရ၄ရော်ရှောက်ကိုခွန်ပိတ်ထွက်လာတဲ့ formula ရနှစ်ခွန်ဝမ်းချင်းနဲ့ဆိုရင်အဲ့ဒီနှစ်ခုကိုပေးစားလိုက်မယ်เนาะပေးစားလိုက်ပါမယ်၄ရော်ရှောက်ကိုနှစ်ခွန်နဲ့တွဲမယ်ဆိုရင်၄ခွန်၄နှစ်6ခွန်6နှစ်ဆိုပြီးတော့ဖြစ်ပါเนาะ၄ခွန်၄နှစ်6ခွန်6နှစ်ပါအဲ့ဒါကိုတင်ဆော့ပါမယ်เนาะ၄ရှောက်ဝမ်းချင်းရွေးခွက်တင်ဆော့ခွက်က4ခွန်4နှစ်6ခွန်6နှစ်ပါခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုတွေသုံးသက်ချက်ဗီဒီယိုတွေကိုမိတ်ဆွေတို့ကအားပေးရဆိုရင်ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ခဲ့ပေးပါပြီးရင် comment တွေမှာလည်းကျွန်တော်ရွေးချယ်မှုတွေကိုရေးသားဖော်ပြခဲ့ပေးပါခင်ဗျာကျွန်တော်ကြည်ရအဆင်မပြေတဲ့သူတွေ line ခက်ခဲတဲ့သူတွေဘေးအားနေတဲ့သူတွေဒီလို comment လေးဖတ်ပြီးတော့ကြည့်လို့ရအောင်အဆင်ပြေမိတ်ဆွေတို့ကရေးခဲ့ပေးပါခင်ဗျာဆိုရင်ဒါဆိုကျွန်တော်ပြမယ်နော်ဒီနေ့17ရက်3လ2325အတွက်4ရှောက်ဝမ်းချင်းရွေးပါမယ်4ခွန်4နှစ်6ခွန်6နှစ်တင်ဆော့ပါခင်ဗျာတကယ်လို့မိတ်ဆွေတို့က YouTube channel မှာမတင်တဲ့နေ့တွေဆိုရင် Telegram channel Viber channel မှာလာ join လို့ရပါတယ်เนาะ Viber channel Telegram channel ကိုဒီ comment ထဲမှာ link ရှာပေးထားပါမယ်အားလုံးပဲအဆင်ပြေပါစေခင်ဗျာ